ဒူဘိုင်းဆိုရင်ဘာကိုရင်းစုံပြေးမိကြတယ်ခဏထေဝါတဲ့မုံမြော့တိုက်ကြီးတွေဇင်းခံကားတဲ့နဲ့တောက်ပြောင်တဲ့ဘဝကိုဟုတ်ဒါပေမဲ့ဒီကနေ့မှာတော့အဲ့ဒီပုံရစ်တီရဲ့နောက်ွယ်တော့ဇလန်တပုတ်အကြောင်းပြောပြချင်ပါတယ်နေအောင်အောက်45ဒီဂရီစင်တီဂရိမှာရှင်တန်ရစ်တီဖို့ရုန်းကန်ခဲ့ရတဲ့ဇလန်တပုတ်ပါကဲစင်ဒီဂရီစင်တီဂရီကြားလာနေတဲ့ပူလောင်နေပြီဟိုမေလို့ခေါ်တဲ့လူငယ်တယောက်အတွက်တော်လေဒီအဖူချင်းကတာမန်ကိန်းကနန်းတစ်ခုထက်အများကြီးပိုခဲ့တာပါဒါဟာသူ့ရဲ့အိမ်မက်တွေကိုပြာကျသွားစေမလားလို့ထင်ရတော့တဲ့ပထမဆုံးနဲ့အပြင်းထန်ဆုံးစိန်ခေါ်မှုကြီးတစ်ခုပါပဲဒူဘိုင်းကိုရောက်ကျဲခန်းစားလိုက်ရတဲ့ခန်းစားချက်ကိုဒီလိုကိုပြောပြထားပါတယ်မျက်နှာကိုမီးဖို့နဲ့လာမုံနဲ့တလို့ပဲတဲ့အိမ်မက်တရေမျိုးတော်လို့နာမည်ကြီးတဲ့နေရာမှာဒီလော့ဂျန်နန်နဲ့အစာပြမှုကသူဘာတွေစက်ရင်ဆိုင်ရမလဲဆိုတာကိုအရေးပြနေတယ်လို့ပါပဲဆိုတော့ပထမဆုံးအနေနဲ့သူရင်ဆိုင်ခဲ့ရတဲ့ဂျန်တန်နဲ့ဂျူဆိုမှုကိုတစ်ချက်ကြည့်လိုက်ရအောင်မေဒူပိုင်းကိုချစ်ချလိုက်တဲ့အချိန်မှာသူ့မှာဘာမှမရှိဘူးအိမ်မရှိအလုံးမရှိချစ်ဆက်ရမယ့်လက်တွေ့ဘဝအတွက်ဘာတစ်ခုမှကင်စင်မထားခဲ့ပါဘူးသူရဲ့ပထမဆုံးရက်တွေကိုဖုံဖို့ခဲ့တာကတော့ဒီအချက်တွေပါပဲနီးစရာခေါင်းမိုးတစားမှမရှိဘူးဝင်ငွေရဖို့အလိုကိုင်လည်းမရှိစိတ်ထဲမှာတော့ကြောက်စိတ်ကအပီလွှမ်းမှုနေတယ်ဒါတွေအားလုံးရဲ့ပေါ်မှာနေတိုင်းဖြီးစီးနေတဲ့အပူဒဏ်ကရှိသေးတယ်ဟုတ်ပြီဒါကသူ့ရဲ့နေစဉ်ရှင်းတဲ့ရုံးကန်လှူရှာမှုစီကိုရောက်လာပါပြီသူ့မှာဘာရင်းမြစ်မှမရှိဘဲနဲ့ခြေကုတ်တနေရာရဖို့ဘောဘကိုဘလူးများရုံးကန်ခဲ့ရတယ်နဲ့ဆိုတော့အသေးစိတ်လေ့လာကြည့်အောင်ပါအလုပ်တစ်ခုရဖို့သူ့ရဲ့နေစဉ်ဘဝဟာမဆုံးနိုင်တဲ့တန်တရားတစ်ခုလိုဖြစ်နေခဲ့တယ်မနက်မိုးလင်းလာရင် Google မှာအလုပ်တွေရှာတယ်ပြီးရင် Facebook group တွေထဲပဲပြီး hiring ဆိုတဲ့ post တွေကိုမျှော်လင့်ချက်နဲ့လိုက်ကြည့်တယ်ပြီးတော့ interview ခေါ်တဲ့လောက်တဲ့နေရာတွေကိုပူပြင်းတဲ့နေဘူးထဲမှာခရီးထွက်ရတယ်ဒါပေမဲ့နေ့တနေ့အဆုံးမှာတော့မသေးကြမေးရမှုတွေနဲ့ပဲအမြဲရင်ဆိုင်ခဲ့ရပါတယ်ခီးသွားဖို့အတွက်တောင်သူ့မှာရွေးချယ်စရာတွေကခက်ခဲနေခဲ့တယ်တက္ကစီစီးရတာကတော့ပိုလွယ်တာပေါ့ဒါပေမဲ့ဈေးကရမ်းကြီးတယ်တခါတလေမီတာမဖွင့်ပဲပိုတောင်းတာမျိုးလဲကြုံရနိုင်သေးတယ်မက်ထရိုကတော့ဈေးတက်တာပဲမဲ့လူတစ်တယောက်အတွက်ရှုပ်ထွေးလုံးတော့နိုင်ပေါင်းများစွာလမ်းပြောက်သွားနိုင်တယ်ဆိုတော့ဘေးကမှတို့အတွက်တကယ်လွယ်ကူတဲ့ရွေးချယ်မှုမဟုတ်ခဲ့ပါဘူးဒီမှာကြည့်သူအများပြည်သူတည်ယူပို့ဆောင်ရေးကိုပထမဆုံးအချိန်အသုံးပြုဖို့စ조사ခဲ့တုန်းကပေါ့ပထမဆုံးနေ့မှာပဲမက်ထရိုစနစ်ကိုနားလည်အောင်လုပ်ရင်းနဲ့နှစ်နာရီတိတိလောက်လမ်းပြောက်ခဲ့တယ်ဒီဖြစ်ဖြစ်လေးတစ်ခုတည်းကကိုဒီမြို့ကြီးမှာသူဘလောက်အထီးကျန်ပြီးအားငယ်နေခဲ့တယ်လဲဆိုတာကိုတတိပြနေတယ်အဲ့ဒီအချိန်မှာသူ့မှာရှင်တန်ရက်တီဖို့တဲ့ပိုင်ဆိုင်သမျှပိုင်ဆံကဒေါ်လာ300ရဲပါပဲဒါတော့သူချွေငားလာခဲ့တဲ့ပိုင်ဆံဒီငွေလေးနဲ့ဘလောက်ကြာတက်ဆက်နိုင်ပါလဲသူ့ရဲ့ကန်တက်ထားတဲ့ငွေလေးကိုတက်နိုင်တဲ့လောက်ကြာခံအောင်တော်တော်ကိုစိတ်အားငယ်စရာကောင်းတဲ့နီလန်းတီနဲ့ရုန်းကန်ခဲ့ရပါတယ်ညဘက်ရုံမှတစ်နေ့တစ်ချိန်ပဲစားတယ်နေ့လယ်စာကိုလုံးဝမစားတော့ဘူးပြီးတော့မီနီမားကတ်တွေကနေတက်တန်းကုန်ခါနေအစားတောက်တွေကိုရှော့စင်းနဲ့ဝယ်စားခဲ့ရပါတယ်ဒီလိုရုန်းကန်မှုတွေရဲ့အမောင်ဆုံးအချိန်မှာပဲတခါတစ်ချက်ပွင့်လာခဲ့ပါတယ်အရာလုံးကိုတောင်းလဲသွားစင်တဲ့မော်လင်းချက်ရောင်ကြီးလေးအခုပေါ်လာခဲ့တဲ့အခိုက်အတန့်ပေါ့ဒါပေမဲ့တခုစဉ်းစားကြည့်အောင်လေဒီလောက်အခက်ခဲတွေအများကြီးဂျုံပြရအောင်မှာလူတယောက်ဟာရှစ်ဆက်ဖို့ခွန်အားကိုဘယ်လိုများရှာတွေ့နိုင်မှာလဲဒီနေ့မှာတော့မေကကော်ဖီဆိုင်ကဆိုင်မှာအလုပ်ခေါ်တဲ့ဆိုင်ဘူးလေးကိုတွားတွေ့တယ်အဲ့ဒီကမန်နေဂျာကသူ့ကိုရိုးရှင်းပြီးမဲ့သူ့ဘဝကိုပြောင်းလဲစေမယ့်စကားတစ်ခွန်းပြောခဲ့ပါပဲအဲ့ဒါကတော့မနှက်ဖြန်လာခဲ့အခွင့်အရေးပေးကောင်းပေးနိုင်တယ်ဆိုတာပါပဲအလို့ကြောင့်ဘာမှမသိပေမဲ့မေရဲ့အတွင်းစိတ်ကဒါဟာသူ့အတွက်တကူတည်းသောအခွင့်အရေးဆိုတာကိုသိနေခဲ့တယ်ဒီအခွင့်အရေးကိုသူအရာယူရမယ်ဆိုတာကိုနားလည်နေခဲ့တယ်သူ့ကိုယ်သူဆုံးဖြတ်လိုက်တယ်ဒါငါတည်းတခါပဲလေဆိုတော့အခွင့်အရေးတော့ရပြီဒါပေမဲ့ရုန်းကန်မှုတွေကပြီးသွားတာတော့မဟုတ်သေးဘူးအခုနောက်တစ်ဆင့်ကစိတ်ပြတ်အားငယ်မှုတွေကြားတဲ့ကနေရှေ့ဆက်ဖို့တတိကိုဘလို့မွေးမြူခဲ့တယ်လဲဆိုတာကိုကြည့်ကြအောင်ပါမဲအားနေတိုင်းလိုအတွင်းစိတ်တိုက်ပွဲကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်တစ်ဖက်မှာတော့ငါအင်ပြန်ချင်တယ်ဆိုတဲ့သူ့ရဲ့ပင်ပန်းလွှမ်းနေတဲ့စိတ်နောက်တစ်ဖက်မှာတော့ငါမိသားစုကိုထောက်ပံ့ရမယ်ဆိုတဲ့ပြင်းပြတဲ့တောင်းဝန်တိစိတ်ဒီစိတ်တစ်ခုကအမြဲတိုက်ပွဲဝင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့ရဲ့အထက်လူကြီးစီကရခဲ့တဲ့ရိုးရှင်းတဲ့အားပေးစကားတစ်ခွန်းကသူ့အတွက်တကယ်ကိုအရေးပါတဲ့ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်မင်းကြိုးစားတယ်မင်းမအနာဂတ်ရှိတယ်ဆိုတဲ့ဒီစကားလေးတစ်ခွန်းကအထီးကျန်ရုန်းကန်တဲ့အားတို့အတွက်တော့အရာအားလုံးကိုပြောင်းလဲပေးနိုင်တဲ့လောင်စာတစ်ခုလိုပါပဲအခုဆိုရင်မေရဲ့ဇလန်ကနေတစိမ့်ပိုကြီးမားတဲ့တင်ခန်းစာတစ်ခုစီကိုရှုထောင့်ချက်ကြည့်လို့ရပါပြီအဲ့ဒါကတော့ဒူဘိုင်းရဲ့တကယ်နှလုံးခွန်တန်းဟာပါလေပြီးတော့မျောလင့်ချက်ဆိုတာပါလဲဆိုတာကိုရှုထောင့်အစ်စ်ကနေမြင်တွေ့ရမှာပါ
မင်းရဲ့ကိုယ်ပိုင်အတွေ့အကြုံရမျောလင့်ချက်ဆိုတာကိုသူဒီလိုအတွေ့အကြုံဖွင့်ဆိုခဲ့ပါတယ်မျောလင့်ချက်ဆိုတာဘယ်နေရာမှာမဆိုရှင်းတန်နိုင်အောင်လုပ်ပေးနိုင်တဲ့ယုံကြည်ချက်တစ်ခုတဲ့ဘာမှမရှိပဲစတင်ခဲ့ရပေမဲ့ဒီနေ့မှာအိမ်တလုံးစောင့်နိုင်မယ်လို့ယုံကြည်ပြီးစောင့်ဆိုင်နိုင်တဲ့ခွန်အားပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒူဘိုင်းရဲ့တကယ်မျက်နှာစာဟာတပ်ပုံထဲမှာမြင်ရတဲ့စင်ခံဖြစ်စီတယ်မဟုတ်ပါဘူးအခက်ခဲတွေကြားကနေရှေ့ဆက်လျှောက်လာနေတဲ့လူတွေရဲ့တက်တီပဲဖြစ်ပါတယ်ဒါဟာဒူဘိုင်းမြို့ရဲ့ပုံရိပ်ကိုလုံးဝကိုပြောင်းလဲစေတဲ့အထွေးတစ်ခုဖြစ်ပြီးစဉ်းစားစရာတစ်ခုချမ်းသာခဲ့တာပါပဲ